မင်္ဂလာပါခင်ဗျာဒီနေ့သင်ခန်းစာမှာတော့ကျွန်တော် TK နာမှာရှိတဲ့ preview widget ကြောင်းတော့ဆွေးနွေးသွားမှာပဲဖြစ်ပါတယ် preview widget ကိုဘယ်နေရာမှာသုံးလဲဆိုရင်ကျွန်တော် table ပုံစံတွေတိစောက်ခြင်းကျွန်တော် preview widget ကိုကျွန်တော်အသုံးပြုပါတယ် preview widget ကကျွန်တော် TK နာမှာရှိတဲ့ TTK sub module အောက်မှာတော့ရှိတာပဲဖြစ်ပါတယ်ဟုတ်ပြီတော့ပထမဆုံးပုံမှန်အတိုင်းပဲတော့ Windows ဆိုပြီးတော့ main window လေးတစ်ခုဟိုတိစောက်လိုက်တယ်ပြီးတော့သူ့ရဲ့အကျယ်ကိုကျွန်တော်600အမြင့်ကို400ပေးလိုက်အောက်မှာကျတော့ကျွန်တော် preview widget ကိုကျွန်တော်တိစောက်လိုက်တယ်ဘယ်ကနေတိစောက်မလဲကျွန်တော် TTK ကနေပြီးတော့ကျွန်တော်တိစောက်လိုက်တယ်ဘယ်မှာထားမှာလဲကျွန်တော် window မှာထားမယ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီ table ပုံစံတိစောက်မှာဖြစ်တဲ့အတွက် window ရဲ့အကျယ်တိုင်းကျွန်တော်ဖြန့်လိုက်တယ်ဟုတ်ပြီတော့ program လေးကိုတော့ run ကြည့်လိုက် run ကြည့်လိုက်တဲ့အခါမှာကျွန်တော်ဒီမှာဆိုရင် preview table လို့ကြီးကျွန်တော်ပေါ်လာပါတယ်သူ့ရဲ့ window တိုင်းရှိနေတော့ဒီမှာဆိုရင်ထောက်လိုက်လို့ရှိရင်တော့ဒါတော့ခေါင်းတွေ column တွေတက်ဖို့ပါ column တွေစိတ်ဖို့ဟုတ်ပြီ column တွေမှာလည်းဘာရှိလဲဆိုရင် column တွေမှာလည်းကျွန်တော်နာမည်ရှိပါဟုတ်ပြီကျွန်တော် column တွေကိုနာမည်ပေးကြည့်လိုက်ဟုတ်ပြီကျွန်တော်အချိန်ကိုငဲ့ကွက်တော့အပြင်ကျွန်တော် column တွေကိုကြိုတင်ရေးတာအရင်ကလို့ကျွန်တော် column တွေကိုဘယ်လိုနာမည်ပေးမလဲဆိုရင်ကျွန်တော်ဒီမှာဘယ်လိုပေးရမလဲဆိုရင်ကျွန်တော် column ဆိုပြီးပေးရမယ်ဒီမှာဆိုရင် column တွေကိုနာမည်ပေးဖို့အတွက်ကျွန်တော် column တစ်တိုင်းချင်းဒီမှာကျွန်တော် variable name လို့မျိုးတော့ပေးကိုပေးရမယ်အဲ့ဒီ variable name လို့မျိုးပေးတဲ့အခါမှာကျွန်တော်ဘယ်လိုပေးမလဲဆိုရင် column name ဆိုပြီးတော့ကျွန်တော်ပေးလိုက်အဲ့ဒါဆို column တစ်ခုတိုင်းမှာ variable name ကပထမ column တော့ id ဖြစ်မယ်ဒုတိယ column name ဖြစ်မယ် father name ဖြစ်မယ် cd ဖြစ်မယ်ဟုတ်ပြီနောက်ထပ် preview မှာတော့ table ပုံစံအသုံးပြုမယ်ဆိုရင်ကျွန်တော် show မှာဘာရေးရမလဲဆိုရင် heading ဆိုပြီးတော့ရေးရမှာပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော် preview က table ပုံစံတွေမဟုတ်ဘူးတခြားfolder structure ပုံစံတွေပါပြသတဲ့အတွက်နှစ်မျိုးဖြစ်နေတဲ့အတွက် preview ပုံစံရေးမယ်ဆိုရင်တော့ table ပုံစံရေးမယ်ဆိုရင် show heading ကိုရေးရမှာပဲဖြစ်ပါတယ်ဟုတ်ပြီနော် program လေးကိုကျွန်တော် run ကြည့်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်စာတော့မထိုးသေးဒါပေမဲ့ထူးခြားချက်ကဘာရှိလဲဆိုရင်ကျွန်တော်ဒီမှာ column အချောင်းလေးတွေတော့ပေါ်နေဒီမှာဆို3ချောင်းပဲပေါ်သေးတာဒါပေမဲ့ဒီဘက်ဆွဲလိုက်ရင်နောက်ထပ်တစ်ခုတော့ပေါ်လာမှာပဲဖြစ်မဆန့်ဟုတ်ပြီကျွန်တော်ပထမဦးဆုံးခေါင်းစဉ်တက်ချင်တယ်ဆိုရင်ဘယ်လိုလုပ်ခေါင်းစဉ်တက်ချင်တယ်ဆိုရင်ကျွန်တော်ခေါင်းစဉ်ကကျွန်တော်တစ်ခုတည်းတက်မှာမဟုတ်အများကြီးတက်မှာတစ်ခုနှစ်ခုသုံးခုလေးခုအဲ့ဒီအတွက်ကျွန်တော်တို့အတွက်စင်ပြေတော့ for ပဲအဲ့အတွက် for I in ဘယ်သူ့ကိုတက်မှာအောင် column name ကိုကျွန်တော်တို့ကနေရာမှာဒီ column name နေရာတွေမှာတက်မယ်ဆိုပြီးတော့ပြောဟုတ်ပြီ preview မှာခေါင်းစဉ်တက်ချင်ရင်ကျွန်တော်ဘာရှိလဲဆိုခေါင်းစဉ်တွေရဲ့ပုံစံချိန်နေလဲဆို method တစ်ခုရှိပါတယ်ကျွန်တော် heading ဆိုတဲ့ method ပါတော့ဘယ် preview နာမည်ကဘယ်လိုလဲ my table push တော့နော် AEADI နဲ့ heading ဆိုပြီးတော့ကျွန်တော် method တစ်ခုရှိပါတယ်အဲ့ method မှာ column name လာဘယ် column name က I ဆိုပြီးတော့ပေးလိုက်ပထမဆုံးစလာမှာ ID ပေါ့ I လို့ပေးလိုက်တာနဲ့ ID စလာမယ်စလာတဲ့အချိန်ကျမှကျွန်တော်တို့ကဒီမှာပေါ်ခြင်းတဲ့နာမည်တက်ကိုပုံမှန်တိုင်းတက်ဆိုပြီးတော့ရေးလိုက်မယ်အဲ့နာမည်မှာကျွန်တော်လုံးလုံးတယ်ဘယ်သူ့ကိုပဲပေးမလဲဆိုရင်ကျွန်တော် column name တွေရဲ့နာမည်ကိုပဲကျွန်တော်ပြသခြင်းတယ်ဆိုရင် I ဆိုပြီးတော့တန်းရေးလို့ရပါဟုတ်ပြီနော် program လေးကိုတော့ run ကြည့်လိုက်ဒီမှာဆိုရင်ကျွန်တော် ID name father name ဆိုပြီးတော့ပေါ်လာဒါပေမဲ့ကျွန်တော်လုပ်ချင်တာက ID ဆိုတဲ့ column name ကတော့ကျွန်တော်မပြောင်းဘူးဒါပေမဲ့ပြသတဲ့နေရာမှာကျွန်တော်ပြောင်းနေတယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုရင်တော့အဲ့ဒါကတော့ဒီမှာ column name show ဆိုပြီးကျွန်တော်ပေးထားပါပြသတဲ့နေရာမှာဒီတက်နေရာမှာဒီ column name show ကနာမည်လေးတွေကျွန်တော်ယူချင်တယ်အဲ့ဒီအတွက်list ဒီ tabel နှစ်ခုလုံးကိုတစ်ပြိုင်တည်းယူခြင်းတယ်ဆိုတော့ zin function ကိုယူနေကြည့်လို့ရ zin ဆိုပြီးတော့ zin ချုပ်လိုက်မယ်နှစ်ခုတွဲလိုက်မယ် column name ဒီမှာလဲ column name ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ column name show ဆိုပြီးတော့ကျွန်တော်ပေးလိုက်မယ်ဒီမှာဆိုရင် for key တဲ့အခါမှာနှစ်ခုတွဲယူရဖြစ်တဲ့အတွက်ကျွန်တော်နှစ်ခုသာပေးမယ် j ဆိုပြီးတော့ပေးမယ်ဒီတက်နေရာမှာကျွန်တော် j ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်ဆိုရင် program လေးကိုတော့ပြန်သွားလိုက်မယ်ဆိုရင်အမည်နံပါတ်
အဖအမေပေါ်လာဒါပေမဲ့ကျွန်တော်ဒီဟာကြီးကကျွန်တော်သုံးခုလုံးအပြည့်မပေါ်အပြည့်မပေါ်တဲ့အတွက်ကျွန်တော်သူ့ကိုနည်းနည်းချုပ်နေတယ်ဆိုရင်ဘယ်လိုချုပ်ရမလဲဆိုရင်နောက်ထပ် column အနေနဲ့သက်ဆိုင်တဲ့ method တစ်ခုရှိပါတယ်။ widget နာမည်ကဘယ်လိုလဲ my table column ဆိုပြီးကျွန်တော်ရေးလိုက်မယ်။ဘယ် column ကိုပြောင်းပါလဲ column နေရာကျွန်တော် i ပေါ့နာမည်ပေးထား i ပြသတာကကျွန်တော် column name show နဲ့ပြသဟုတ်ပြီဒီနေရာမှာကျွန်တော်ဘာရေးမလဲဆိုရင် width ကိုကျွန်တော်ကနည်းနည်းလေး100လောက်ထားမယ်ဆိုပြီးတော့ပြောလိုက်ဟုတ်ပြီတော့ program လေးကိုတော့ run လိုက်တဲ့အခါမှာကျွန်တော်အကုန်လုံးပေါ်သွားပြီဟုတ်ပြီတော့နောက်ထပ်ဒီမှာထပ်ပြီးတော့ပြောချင်တာကဒီနံပါတ်အမည်တွေကိုကျွန်တော်ဘယ်ကတ်ညာကတ်လို့ရပါဥပမာကျွန်တော်အနောက်ဖက်ဒီဘက်ကိုကတ်ချင်တယ်ဆိုရင်ကျွန်တော် anchor ဆိုပြီးရေးရမှာဘယ်မှာအားဖြင့်နဲ့သက်ဆိုင်တဲ့အတွက် anchor w ဆိုပြီးတော့ရေးလိုက်ပြီဆိုရင်အလဲမှာရှိမနေတော့ဘဲနဲ့ဒီဘက်မှာကျွန်တော်ကတ်သွားမှာပဲဖြစ်ပါဟုတ်ပြီနောက်ဆုံးအနေနဲ့ကျွန်တော်ဘာကိုပြောချင်လဲဆိုရင်တော့ဒီ table အောက်မှာကျွန်တော်အောက်မှာကျွန်တော်ဘာတွေထိုးချင်လဲဆိုရင်ကျွန်တော်စာတွေကျွန်တော်ရေးချင်တယ်ကျွန်တော်နာမည်နံပါတ်တွေဘာတွေဥပမာအဲ့လိုထိုးဖို့အတွက်ကျွန်တော်ဘယ်လိုရေးမလဲဆိုရင်ဒီကြတစ်ခုကတော့ဒီအောက်မှာနံပါတ်တွေထိုးပြီးဆိုရင်ကျွန်တော် net data type သို့မဟုတ် table data type ပေးမှာပဲကျွန်တော်ရမှာပဲဖြစ်ပါဘာလို့လဲဆို column တွေကနာမည်တစ်ခုတည်းသွားတာမဟုတ်ဘူးကျွန်တော်၄ခုလောက် column ၄ခုရှိတဲ့အတွက်ဒီ၄ခုကိုဓာတ်ရိုက်တင်နိုင်တာ table သို့မဟုတ်ကျွန်တော်တို့က table သို့မဟုတ်ကျွန်တော် list အမျိုးအစားပဲဖြစ်လို့ဟုတ်ပြီတော့ဒီ table တွေကိုကျွန်တော် insert လုပ်ချင်တယ် insert လုပ်ချင်တယ်ဆိုရင်ကျွန်တော်ပထမဆုံး my table push.insert insert ဆိုပြီးတော့ကျွန်တော်ရေးရမယ်ရေးပြီးသွားပြီဆိုရင်ကျွန်တော်အရင်ဦးဆုံးဒီကောင်ကရေးကိုရေးရမှာပဲဖြစ်ပါ parent parent တိုင်းလေးကျွန်တော်ပါကုန်ပါမယ်လို့ဆိုရင်ပါပြီးသွားရင်ကျွန်တော်ဘယ်ကနေစထည့်မှာလဲကျန်တဲ့ပုံစံလေးလည်းပဲရှိကျွန်တော် index 0ကနေထည့်မယ်ဆိုပြီးတော့ index 0ကနေထည့်မယ်ဘယ်သူ့ကိုထည့်မှာလဲ value ဘယ်သူ့ကိုထည့်မှာလဲဆိုကျွန်တော်ထည့်ခြင်းတဲ့နာမည်ပထမဦးဆုံးကျွန်တော် id ပြည့်ဆိုပြီးတော့ပေးလိုက်မယ်ဒုတိယနာမည်ကကျတော့မောင်မောင်တတိယကျွန်တော်ကဥပဆိုပြီးတော့ထည့်လိုက်မယ်နောက်ဆုံးနေရလိုက်တာကကျွန်တော်ဘာရေးမလဲဆိုမန္တလေးပေါ့ MANDALAY မန္တလေးဆိုပြီးတော့ရေးလိုက်ဟုတ်ပြီတော့ program လေးကိုတော့ run ကြည့်လိုက်တဲ့အခါမှာတော့ဒီမှာ1မောင်မောင်ဥပမန္တလေးဆိုပြီးပေါ်လာဟုတ်ပြီအကယ်၍ကျွန်တော်ဒီနေရာမှာနောက်ထပ်ထပ်ပြီးတော့ကျွန်တော်ဒီမှာထပ်ထည့်လိုက်မယ်ဟိုဒီနေရာမှာကျွန်တော်2ဆိုပြီးထည့်လိုက်အဲ့ဒါဆို2ကဘယ်ရောက်သွားမလဲဆိုရင်2ကထိပ်ဆုံးရောက်သွားမှာဘာဖြစ်လို့လဲဆိုတော့2ကပထမစလာခြင်းမှာကျွန်တော်ဒီကောင်ထည့်လိုက်တယ်မောင်မောင်ဥပ1မောင်မောင်ဥပကျွန်တော်အပေါ်မှာ0နေရာမှာရောက်တဲ့အတွက်0ထက်နောက်တစ်ခါထည့်လဲ0နေရာမှာထပ်ထည့်တဲ့အတွက်2မောင်မောင်ဥပနောက်ဆုံး0နေရာမှာထည့်တာဖြစ်တဲ့အတွက်ထိပ်ဆုံးရောက်နေအဲ့မှာတော့2မောင်မောင်ဥပထိပ်ဆုံးရောက်နေမှာဖြစ်တယ်တကယ်လို့မဟုတ်ဘူးနောက်ဆုံးမှာတော့သူ့ကိုထည့်ခြင်းနဲ့ဆိုရင်တော့ဗာရေးရမလဲဆိုရင်ပုံမှန်တိုင်းပဲ end ထည့်လိုက်ရင်မောင်မောင်နံပါတ်2ကတော့အောက်ရောက်သွားမှာပဲဖြစ်ပါဟုတ်ပြီနောက်တစ်ခုအနေနဲ့ကျွန်တော်မလုပ်ချင်လဲဆိုရင်ကျွန်တော်select လုပ်လိုက်select လုပ်လိုက်တဲ့ column တန်ဖိုးတွေကျွန်တော်လိုချင်တယ်ဆိုရင်ကျွန်တော်အောက်ကနေပြီးတော့ကျွန်တော် bottom လေးတော့ select လုပ်မယ်ပြီးတော့ bottom လေးနှိပ်လိုက်မယ် bottom နှိပ်လိုက်တဲ့အခါမှာကျွန်တော် select လုပ်ထားတဲ့ column တန်ဖိုးတွေတော့ပြန်ရခြင်းနဲ့ဆိုရင်တော့ဘယ်လိုလုပ်မလဲဆိုတော့ပုံမှန်တိုင်းပဲကျွန်တော်ဒီအောက်ကနေပြီးတော့ကျွန်တော် bottom တစ်ခုကျွန်တော်တိဆောက်လိုက်မယ် mind day bottom တစ်ခုတိဆောက်လိုက်မယ် tk push.button bottom ဆိုပြီးတော့ရေးမယ်ဘယ်မှာထားမအောင်ကျွန်တော် window မှာထားမယ်တက်ကကြတော့ကျွန်တော် get ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်သူ့ရဲ့ width ကိုကျွန်တော်20လောက်ထားလိုက်မယ်ပြီးတော့ရင်တော့ padding လုပ်လိုက်မယ် pack pad ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ် pady ကိုကျွန်တော်5လောက်ထားလိုက်မယ်ဟုတ်ပြီတော့ program လေးကိုတော့ run လိုက်မယ်ခလုတ်လေးပေါ်လာအရင်ဆုံးကျွန်တော်ဒီကင်နာမှာ method တစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုရင်ပထမဦးဆုံးတော့ဘာရှိလဲဆိုရင် preview widget မှာတော့ method တစ်ခုရှိပါတယ်ကျွန်တော် select လုပ်ထားတဲ့ row ရဲ့နံပါတ်တွေပြန်ပေးတာဟုတ်ပြီအရင်ဆုံးကျွန်တော်ဘာသိရမလဲဆိုရင်ကျွန်တော် select လုပ်ထားဘယ်ကို row နံပါတ်လဲပေါ့အဲ့ဒီအတွက်ကျွန်တော်အရင်ဆုံးအချိန်ရေးလိုက်မယ် my
cat ဆိုပြီးတော့ရေးလိုက်ရေးပြီးသွားပြီဆိုတော့ widget နာမည်ကဘယ်လိုလဲ my table ပြီးတော့ရင်select လုပ်ထားတဲ့ row number တွေကို return ပြန်ပေးတဲ့ method တစ်ခုရှိပါတယ်သူကဘာလဲဆိုရင်ကျွန်တော် selection ဆိုတဲ့ကျွန်တော် method ပါ selection ဆိုတဲ့ method တော့ယူလိုက်မယ် selection ဆိုတဲ့ method က row number ကို return ပြန်ပေးတဲ့အတွက်ကျွန်တော်က variable assign ပေးရမယ်အဲ့ဒီတော့ကျွန်တော်ကဘာရေးမလဲဆိုရင် row id ဆိုပြီးတော့ကျွန်တော်ရေးလိုက်ဟုတ်ပြီ row id လေးကဘာလေးထွက်လဲဆိုရင်ကျွန်တော် print ထုတ်ကြည့်လိုက်မယ် print id row id ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်ဒီ function ကိုဘယ်လိုနဲ့ join မှာလဲပုံမှန်တိုင်းပဲကျွန်တော်အောက်က command ကိုကျွန်တော် my run နဲ့ကျွန်တော် run မှာပဲဖြစ်ပါဟုတ်ပြီ program လေးကိုတော့ run လိုက်မယ်ဒီမှာကျွန်တော် select လုပ်လိုက်မယ် get ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော် i 001ဆိုပြီးတာပယ်နဲ့ပေါ်နေတာတော့ဖြစ်ပါတာပယ်နဲ့ဘာဖြစ်လို့ပေါ်လဲဆို select ကကျွန်တော်နှစ်ခုလုပ်ရင်တော့နှစ်ခုလုံးပေါ်နေမှာအဲ့ဒီအတွက်ကျွန်တော်တစ်ခုပဲ select လုပ်ချင်တယ်ဆိုရင်ကျွန်တော်ဘာနဲ့ရေးရမလဲဆိုဒီ preview widget မှာကျွန်တော် parameter သွားပြောင်းရပါမယ်ဘာပြောင်းရမလဲဆိုရင် select mode ဆိုတဲ့ parameter sem select mode မှာကျွန်တော်ဘာရေးမလဲဆို browse ဆိုပြီးတော့ကျွန်တော်ရေးရမှာ browse browse ဆိုပြီးတော့ရေးမယ်ဆိုရင်တော့ select ကကျွန်တော်တစ်ခုပဲပေးလို့ရတော့မှာပါနှစ်ခုပေးလို့မရတော့ဟုတ်ပြီကျွန်တော် select လုပ်ထားအောင်ထောက်လိုက်တယ်ဒီမှာဆို row 2 i02 ဆိုပြီးတော့ပေါ်နေမှာပဲဖြစ်တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီကောင်ကတာပယ်မျိုးစားဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်ကဆွဲယူခြင်းလဲဆိုတော့ row id is equal to row id 0ဆိုပြီးကျွန်တော်ယူလိုက်တာနဲ့ဘာထွက်မလဲဆိုရင်သူ့ရဲ့တာပယ်မျိုးစားမဟုတ်ဘဲနဲ့ဒီတာပယ်ထဲမှာစိတ်ထားတဲ့ပထမဆုံး row id ကိုပဲကျွန်တော် print ထုတ်ပေးမှာပဲဖြစ်ပါဟုတ်ပြီဒီမှာ select လုပ်လိုက်မယ် cut လုပ်လိုက်မယ်ဒီမှာနာမည်ရဟုတ်ပြီဒီနာမည်ရပြီဆိုတော့ဘာလုပ်လို့ရလဲဆိုရင်ကျွန်တော်တူထဲမှာရှိတဲ့ row id တွေကိုကျွန်တော်ယူလို့ရအဲ့တော့ဘယ်လိုယူမလဲဆိုရင်ကျွန်တော် value ဆိုပြီးတော့ပေးလိုက်မယ် my table ဆိုပြီးတော့ရေးလိုက်ရေးပြီးတော့သူ့ရဲ့ဒီ row မှာရှိတဲ့ column တွေအကုန်လုံးကိုကျွန်တော်လိုချင်တယ်ဆို id က item ဆိုပြီးတော့ရေးလို့ရတယ် item မှာရေးပြီးသွားပြီဆိုရင် row id ဆိုပြီးတော့ရေးလိုက်မယ်ရေးပြီးသွားရင် row id မှာရှိတဲ့ value တွေရယူမယ်ဆိုပြီးတော့ကျွန်တော်ပြောရမှာပဲဖြစ်ပါ parameter ဒီမှာပေးလိုက်မယ်ဟုတ်ပြီprint ထုတ်လိုက် value ရဲ့ value ဆိုပြီးတော့ရေးလိုက်မယ်ဟုတ်ပြီဒါကတော့ row id ဒီမှာပိတ်လိုက်မယ်ဟုတ် program လေးrun ကြည့်လိုက်မယ် select လုပ်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်ပထမဦးဆုံး i001 မောင်ဥပဆိုပြီးတော့ဟုတ်ပြီဒီမှာ select လုပ်လိုက်မယ်ဒါဆို2မောင်ဖြတ်မှာပဲဖြစ်ပါဟုတ်ပြီကျွန်တော်ဒီမှာဆိုရင်ဒီ column မှာဒီ row မှာရှိတဲ့ column တွေအကုန်လုံးယူပြီးသွားပြီဆိုတော့နောက်ထပ်ဘာလုပ်လို့ရလဲဆိုတော့သူ့ကိုဖြတ်လို့ရပါဖြတ်ချင်ရင်တော့ဘယ်လိုဖြတ်မလဲဆိုရင်ကျွန်တော်ဒီမှာ my table ဆိုပြီးတော့ရေးလိုက်မယ် delete နဲ့ဘယ်သူ့ကိုဖြတ်မှာလဲကျွန်တော် row number ပေးရပါ row number ကတော့ဘယ်သူပေးရမလဲဆို row id နဲ့ကျွန်တော်ဖြတ်ရမှာပဲဖြစ်ပါတယ်အဲ့မှာကျွန်တော် row id ဆိုပြီးတော့ရေးလိုက်အဲ့ဆိုရင်ပြတ်သွားမှာပဲဖြစ်ဟုတ်ပြီprogram လေး run လိုက်မယ်နံပါတ်1ကိုဖြတ်မယ် delete လုပ်လိုက်မယ်ကျွန်တော် row id ဖြတ်သွားပြီrow id နံပါတ်1ပြတ်သွားပြီဒီမှာတော့ပထမဦးဆုံးပေါ်ပြီးတော့မှဖြတ်တာအတွက်ဒီအပေါ်မှာပြတ်သွားမယ်ဖြစ်ပါဒါတော့ preview widget လေးရဲ့အလုပ်ဆောင်ပုံမှာဒါတော့ code အပြည့်စုံပါရိုးရှင်းပါတယ်ကျွန်တော်ဆွေးနွေးချင်တာတော့ဒီနေ့ကတော့လောက်ပါပဲကျေးဇူးတင်ပါတယ်ခင်ဗျာ